Hello everyone, welcome back. ဒီနေ့တော့ကျွန်တော်တို့ unit 115ကိုလေ့လာမှာဖြစ်ပြီးတော့ခေါင်းစဉ်ကတော့ put on your shoe, put your shoes on, phrasal verb 2ပဲဖြစ်ပါတယ်။ Okay ဒီခေါင်းစဉ်ကတော့နောက်ဆုံးအခန်းဖြစ်ပါတယ်။အဲဒီတော့အကုန်လုံးကိုကျွန်တော်တို့ congratulations ပါဂုဏ်ယူပါတယ်။ So ဒီအထိလေ့လာဖြစ်တယ်ဆိုလို့ရှိရင်တော့တကယ်ဂုဏ်ယူပါတယ်။ So ကိုလည်းကိုယ့်ရဲ့အခြေအနေကိုသတိထားမိမှာပေါ့နော်။ဆက်ချင်းသင်ခန်းစာတွေကနေလေ့လာတဲ့အချိန်နဲ့ဒီအခုလေ့လာတဲ့အချိန်နဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ပြောင်းလဲချက်တွေကိုကိုသတိထားမိမယ်လို့ထင်ပါတယ်။ So အဲဒီတော့ကျွန်တော်တို့ဆက်ပြီးတော့ကြည့်လိုက်အောင်။ A မှာဆိုလို့ရှိရင် sometimes တခါတလေမှာဆိုလို့ရှိရင်တော့ a phrasal verb ကျွန်တော်တို့ phrasal verb ကတော့ has an object တစ်ခုလိုတယ်။ဥပမာအဖြစ် for example တဲ့ဘာလဲဆိုလို့ရှိရင် put on ကကျတော့ within သည်within နဲ့ဆိုလို့ရှိရင်တစ်ခုလိုပြီလေဟုတ်တယ်မလားကျွန်တော်တို့ဘာဝတ်မှာလဲဆိုတာလိုပြီဖနက်လားအင်ဂျီလားဘောင်းမီလားခြေအိတ်လားမဖလာလားတစ်ခုလိုပြီဆိုတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့က phrasal verb မှာ object လိုတယ်လို့ပြောတာမျိုးနောက်တစ်ခုမှလည်းဒီတိုင်းပဲ take off ဆိုလို့ရှိရင်ချွတ်သည်ချွတ်လိုက်ဆိုလို့ရှိရင်ချွတ်လိုက်လို့ပြောတယ်အဲ့ဒါချွတ်လိုက်ဆိုအဲ့ဒါကြီးမြန်မာလိုဆိုရင်တော့မှအဲ့ဒါကြီးဆိုရရပါတယ်အဲ့ဒါကြီးဆိုတော့ကျွန်တော်တို့နာစားသုံးထားတာဒါမှမဟုတ်နိဖက်နှက်ကိုချွတ်လိုက်ဒါမျိုးပေါ့နိမျက်မှန်ကိုချွတ်လိုက်ဒါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ချွတ်ဖို့အတွက်ကတစ်ခု object ပေါ့နော်အချွတ်ခံရမယ့် object ကပါလာပြီမျက်မှန်ဒါမှမဟုတ်ဖက်နှက်တွေကအချွတ်ခံရမယ့် object ဖြစ်လာပြီအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီမှာ phrasal verb ကတစ်ခါတလေမှာကြတော့ object ရှိတယ် has an object လိုတဲ့ object ရှိတယ်လို့ပြောတာ Okay အဲ့တော့တစ်ချက်ကြည့်ရအောင် put on your coat သင်ရဲ့ကိုယ်အင်ကြီးကိုဝတ်ဆင်လိုက်ပါဆိုပြီးပြောမယ်အဲ့ဒီမှာကျွန်တော်တို့နှစ်မျိုးပြောလို့ရပါမယ်ကျွန်တော်တို့ပြောလို့ရတဲ့အခြေအနေနှစ်မျိုးရှိတယ် put on your coat လည်းဖြစ်နိုင်တယ်လို့ put your coat on လည်းပြောလို့ရပါတယ်နှစ်ခုလုံးကိုပြောလို့ရတယ်အဲ့တော့ဒီဘက်မှာလည်းအဲ့တိုင်းပဲ take off your shoe or take your shoes off နှစ်ခုလုံးကိုပြောလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီအရာလေးကိုသတိထားပါ but ကျွန်တော်တို့တွေကနှစ်ဖက်နှက်ကိုချွတ်လိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ဖက်နှက်ကိုကြိုက်တဲ့နေရာမှာထားလို့ရတယ် phrasal verb ကြားထဲမှာထားလဲရတယ် phrasal verb အနောက်မှာထားလဲရတယ်เนาะဥပမာအဖြစ်ကြားထဲမှာဆိုလို့ရှိရင်ဒီလိုမျိုးဖြစ်သွားမှာပေါ့ put your coat on သင်ရဲ့ကိုယ်အင်ကြီးကိုဝတ်လိုက်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ် okay phrasal verb ရဲ့အနောက်မှာထားမယ်ဆိုလို့ရှိရင် put on your coat ဖြစ်သွားမယ်ဒါပေမဲ့ကျွန်တော်တို့ကနာစားသုံးပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကနာစားကိုကျွန်တော်တို့ phrasal verb ရဲ့ကြားထဲမှာပဲထားမှရမယ်ဥပမာအဖြစ်ဒီလိုမျိုးပေါ့သင်ကိုယ်အင်ကြီးဝတ်လိုက်လို့ပြောမယ်ဆိုရင် put your coat on ဒါမှမဟုတ်လို့ရှိရင် put on your coat လို့ပြောမယ် okay put on your coat ဆိုလို့ရှိရင်သင်ဤကိုယ်အင်ကြီးကိုဝတ်လိုက်လို့ပြောတယ် okay နောက်တစ်ကြောင်းမှာကျတော့ကျွန်တော်မြန်မာလိုပြောမယ်သင်အဲ့ဒါဝတ်လိုက်လို့ပြောမယ်ဆိုလို့ရှိရင်သင်အဲ့ဒါဝတ်လိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါဆိုတာဘာကိုပြောတာလဲဆိုတော့ကိုယ်အင်ကြီးကိုပဲပြောတာကိုယ်အင်ကြီးကိုပဲပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကအဲ့ဒါဆိုတာကကျွန်တော်တို့နာစားသုံးလိုက်တဲ့အရာနာစားသုံးလိုက်တဲ့အရာတွေပါပြီဆိုလို့ရှိရင်ကျွန်တော်တို့က phrasal verb ရဲ့ကြားထဲမှာပဲသုံးရတော့မယ်အဲ့တော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ put it on အဲ့တော့ဒီ id it ကကျွန်တော်တို့နာစားအမြင်နဲ့သုံးထားတဲ့အတွက် phrasal verb ရဲ့ကြားထဲမှာပဲလိုက်ကြတော့မယ်ဒီဘက်မှာအများဆိုရင်လည်းအဲ့တိုင်းပဲဖက်နှက်က2ရန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ shoes က2ရန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ it မဟုတ်တော့ဘဲနဲ့ them ဖြစ်သွားပါမယ် take them off သူတို့တွေကိုချွတ်လိုက်အောက်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ it was cold အဲ့ဒါကအရင်အိမ်နေခဲ့တယ် so I put on my coat ဒါကြောင့်မလို့ကျွန်တော်ရဲ့ coat အင်ကြီးကိုဝတ်ခဲ့တယ်ကျွန်တော်ရဲ့ coat အင်ကြီးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒါကသူကနာစားသုံးတာမဟုတ်သေးဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ coat အင်ကြီးဆိုတဲ့အရာပါတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ coat အင်ကြီးကိုအနောက်မှာ phrasal verb အနောက်မှာရေးလဲရတယ် phrasal verb ရဲ့အလယ်တွေမှာထည့်ပြီးတော့ရေးလဲရတယ် I put on my coat ဒါမှမဟုတ်လို့ရှိရင် I put my coat on လို့ရေးလဲရပါတယ်ဒါပေမဲ့အောက်တစ်ကြောင်းမှာကြည့်မယ်ဆိုလို့ရှိရင်တော့ here's your coat ဒီမှာမင်းရဲ့ coat အင်ကြီး put it on အဲ့ဒါကိုဝတ်လိုက်အဲ့ဒါကိုဆိုတာဘာကိုပြောလဲဆိုတော့ကိုအင်ကြီးကိုပဲပြန်ပြီးတော့ပြောတာ okay အဲ့တော့အဲ့ဒါကိုဆိုတာနာစားဖြစ်နေပြီနာစားပါတဲ့အတွက်ကြောင့်မလို့နာစားနဲ့သုံးပြီဆိုရင်ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာပဲရေးရမယ်ဆိုတော့ put it on ဖြစ်သွားပါမယ်ဒီဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လေ I am going to take off my shoes ကျွန်တော်ကျွန်တော်ရဲ့ဖက်နှက်တွေကိုချွတ်တော့မယ်ဆိုလို့ရှိရင် my shoes ကျွန်တော်ဤဖက်နှက်တွေ
nan လို့ပဲတန်းသုံးတာကျွန်တော်ဤဖက်နှက်တွေဆိုတာတန်းတည်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လေကျွန်တော်တို့က nan နဲ့သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ phrasal verb ရဲ့အနောက်မှာလည်းရေးလို့ရတယ်လို့ phrasal verb ရဲ့အလယ်မှာလည်းရေးလို့ရတယ်အလယ်မှာရေးမယ်ဆိုရင်နော် I am going to take my shoes off ဖြစ်သွားပါမယ် Okay အဲ့ဒါကိုမှကျွန်တော်တို့အောက်တစ်ကြောင်းမှာနန်စားအနေနဲ့သုံးမယ်ဆိုရင် your shoes are dirty သင်ရဲ့ဖက်နှက်တွေကညစ်ပတ်နေတယ်အဲ့ဒါတွေကိုချွတ်လိုက် take them off အဲ့ဒါတွေကိုချွတ်လိုက်ဆိုတော့အဲ့ဒါတွေလို့ပါလာပြီဒီအဲ့ဒါတွေဆိုတာဘာကိုပြောရလဲဆိုတော့ဖက်နှက်တွေကိုပြောတာအဲ့တော့ဒီကောင်ဟာဖက်နှက်တွေအစားကိုနန်စားသုံးထားတဲ့အရာဖြစ်တယ်နန်စားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ phrasal verb ရဲ့ကြားထဲမှာပဲရေးရမယ်ဆိုတော့ take them off ဖြစ်သွားပါတယ် Okay အဲ့တော့ B မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ some of phrasal verb plus object တချို့တော့ object လို့တဲ့ phrasal verb တွေရှိသေးတယ်ပေါ့ဒါဆိုလို့ရှိရင် turn on turn off ဖွင့်တယ်ပိတ်တယ်ပေါ့နော်မီးခလုတ်ဖွင့်တယ်မီးခလုတ်ပိတ်တယ်ပြောမယ်ဆိုလို့ရှိရင်တော့လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအောက်မှာလည်း switch on switch off switch on switch off ကလည်းဒီတိုင်းပဲမီးခလုတ်တွေနဲ့သုံးတာများတယ်ပြီးတော့လို့ရှိရင်စက်ပစ္စည်းတွေပါတယ်လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့သုံးတာများတယ်နောက်တစ်ခုကကြတော့အဲ့ဒါဆိုရင်ဒီဟာလေးကိုအရင်ကြည့်လိုက်ရအောင်เนาะ turn on turn off မှာ it was dark အဲ့ဒါကမှောင်နေခဲ့တယ် so ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ turn on the light ကျွန်တော်ကတော့မီးတွေကိုဖွင့်ခဲ့တယ်ဒီမှာမီးဆိုတဲ့အရာကိုကျွန်တော်တို့ကနန်စားအနေနဲ့မသုံးထားဘူးမီးဆိုပြီးတော့တန်းပြီးတော့သုံးထားတယ်ဆိုတော့ကျွန်တော်တို့နောက်တန်းသုံးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ phrasal verb ရဲ့အနောက်မှာပဲဖြစ်ဖြစ်အလယ်မှာပဲဖြစ်ဖြစ်လိုက်လို့ရတယ်ဥပမာဖြစ်ဆိုရင် phrasal verb အလယ်မှာပြောမယ်ဆိုရင် it was dark အဲ့ဒါကမှောင်နေခဲ့တယ် so ဒါကြောင့်မို့လို့ I turned the light on ကျွန်တော်ကမီးတွေကိုဖွင့်ခဲ့တယ်နောက်တစ်ကြောင်းမှာတော့တစ်ချက်ကြည့်ကြည့်မယ်ဆိုလို့ရှိရင် I don't want to watch this program ကျွန်တော်ကတော့ဒီ program ကိုမကြည့်ချင်ဘူးဒါကြောင့်မို့လို့ you can turn it off သင်အဲ့ဒါကိုပိတ်လိုက်လို့ရတယ်အဲ့ဒါကိုဆိုတာဘာလဲဆိုတာကျွန်တော်တို့တန်းသိပြီးသားအရှိမပြောထားပြီးသား this program ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ program ပိတ်တာပဲဖြစ်ဖြစ်ဒီ TV ကိုပိတ်လိုက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့သိထားပြီးသားပဲအဲ့တော့ဒီမှာ ID8 ကအဲ့ဒါကိုလို့နန်စားသုံးလိုက်ပြီဆိုတော့ကျွန်တော်တို့နန်စားဆိုလို့ရှိရင်ကျွန်တော်တို့အမြဲတမ်း phrasal verb ရဲ့အလယ်မှာပဲလိုက်ရမယ်ဆိုတော့ you can turn it off ဖြစ်သွားပါမယ်အဲ့တော့ကျွန်တော်မှတ်ခံမှာတော့ I will you they he she it ပေါ့နော်အဲ့ဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့နန်စားတွေကိုအဲ့တော့အဲ့ဟာတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဟာတွေပါလာတဲ့အရာဆိုလို့ရှိရင်ကျွန်တော်တို့အလယ်မှာသုံးရမယ်ပေါ့နောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင် switch on switch off ဖွင့်မယ်ပိတ်မယ်ပဲ I switch on the light ကျွန်တော်ကတော့အလင်းမီးတွေကိုဖွင့်ခဲ့တယ် the light ဆိုပြီးတော့ကျွန်တော်တို့နံကိုတိုက်ရိုက်သုံးထားတယ် and switch off the television TV ကိုပိတ်ခဲ့တယ်နံကိုတိုက်ရိုက်သုံးထားတယ်ဆိုတော့ကျွန်တော်တို့ကိစ္စမရှိဘူးနံကိုတိုက်ရိုက်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့phrasal verb ရဲ့အနောက်မှာလည်းဒီလိုမျိုးအခုလိုမျိုးလိုက်လို့လည်းရသလိုအလယ်မှာရေးလို့လည်းရပါတယ်အလယ်မှာရေးမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုရင် I switched the light on and switched the television off ဖြစ်သွားပါမယ် Okay အောက်မှာကျတော့ pick up နဲ့ put down နဲ့ရှိမယ် pick up ကကျတော့ကောက်ယူလိုက်မယ် put down ကကျတော့ချထားလိုက်မယ်ပေါ့ Okay အဲ့တော့ကြည့်လိုက်မယ်ဆိုရင် those are my keys on the floor ဒါတွေကတော့ကျွန်တော်ရဲ့တော်တွေဖြစ်ပါတယ်ကျမ်းပြင်ပေါ်ကဟာတွေကတော့ကျွန်တော်ရဲ့တော်တွေဖြစ်တယ် can you သင်ကတော့ pick them up for me ကျွန်တော်အတွက်ကောက်ပြီးလို့ရမလားကြည့်ကြည့်ရအောင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်သင်ကအဲ့ဓာတွေကိုကျွန်တော်အတွက်ကောက်ပြီးလို့ရမလားဆိုတော့ဒီကအဲ့ဓာတွေကိုဆိုတာဘာကိုပြောရလဲဆိုတော့ my keys ကိုပြန်ပြီးတော့ညွှန်းတာကျွန်တော်ရဲ့ thought တွေလို့ပြန်ပြီးတော့ညွှန်းတာကျွန်တော်ရဲ့ thought တွေကိုကျွန်တော်တို့ကနှစ်ခါပြန်ပြီးတော့မရေးနေတဲ့အတွက်နန်စားအနေနဲ့သုံးလိုက်တယ်အဲ့ဓာတွေကိုလို့ပြောလိုက်ပြီ Okay နန်စားဖြစ်လာပြီဆိုကြတဲ့ကကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာပဲရေးရတော့မယ်အဲ့အတွက်ကြောင့်မို့လို့ pick them up for me ဖြစ်သွားပါတယ်နောက်တစ်ကြောင်းကိုကြည့်မယ်ဆိုရင်နော် I stop reading ကျွန်တော်ကတော့စာဖတ်ခြင်းကိုရပ်လိုက်ပြီးတော့ and ပြီးသွားတဲ့အချိန်မှာတော့ put ထားခဲ့တယ် my book down ကျွန်တော်ရဲ့စာအုပ်ကိုအောက်ချခဲ့တယ်အောက်ကိုထားခဲ့တယ် so အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ my book ကျွန်တော်ဤစာအုပ်ဆိုတာကကျွန်တော်တို့ကနန်စားသုံးထားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဤစာအုပ်ဆိုတဲ့နန်ကြီးကိုဓာတ်ရိုက်သုံးထားတာ
အဲ့တော့ကြောင့်မလို့ noun ကိုတိုက်ရိုက်သုံးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ phrasal verb ရဲ့အနောက်မှာပဲဖြစ်ဖြစ်အလယ်မှာပဲဖြစ်ဖြစ်ရေးလို့ရတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုရင်ပထမတစ်ကြောင်းမှာတော့အလယ်မှာရေးတဲ့ဟာကိုရေးထားတယ် put my book down ဆိုပြီးတော့ phrasal verb နှစ်ခုရဲ့အလယ်မှာရေးထားတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့အနောက်မှာလည်းရေးလို့ရတယ်တဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် put down my book ကျွန်တော်ဤစာအုပ်ကိုအောက်ကိုချခဲ့တယ်ဆိုပြီးတော့အနောက်မှာလည်းရေးလို့ရပါတယ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အောက်မှာက bring back take back give back put back bring back ပြန်ယူလာတယ် take back ကလည်းပြန်ယူလာခဲ့တယ် give back ပြန်ပေးမယ် put back ပြန်ထားမယ် okay you can take my umbrella တင်ကတော့ကျွန်တော်ရဲ့ tea ကိုယူသွားလို့ရပါတယ် but ဒါပေမဲ့ please ကျေးဇူးပြုပြီးတော့ bring it back အဲ့ဒါကိုပြန်ပြီးတော့ယူလာခဲ့ပါအဲ့ဒါကိုဆိုတော့ကျွန်တော်တို့နာမ်စားသုံးလိုက်တာအဲ့ဒါကိုဆိုတာဘာကိုပြောရလဲဆိုတော့သူဤ tea အဲ့တော့ဒီကောင်နာမ်စားသုံးထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့နာမ်စားဆိုလို့ရှိရင်ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာပဲရေးရမယ်ဆိုတော့ bring it back ဖြစ်သွားပါမယ်နောက်တစ်ကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ I took my new sweater ကျွန်တော်ကတော့ I took ယူခဲ့တယ် my new sweater back to the shop ကျွန်တော်ကတော့ကျွန်တော်ရဲ့ sweater အသစ်ကိုဆိုင်ကိုပြန်ပြီးတော့ယူသွားခဲ့တယ် It was too small for me အဲ့ဒါကကျွန်တော်အတွက်အရန်ကိုသေးနေခဲ့တယ် Okay အဲ့တော့ကြည့်ကြည့်အောင်ဒီမှာဆိုလို့ရှိရင် my new sweater ကျွန်တော်ဤ sweater အသစ်ဆိုလို့ရှိရင်ဒီကောင်က noun ကြီးတက်တက်ဖြစ်တယ်နာမ်ကြီးဖြစ်တယ်နာမ်ဆိုတော့ကြတော့ကျွန်တော်တို့ကြိုက်တဲ့နေရာမှာရေးလို့ရတယ်နာမ်ဆိုတော့ကြတော့ကျွန်တော်တို့ phrasal verb ရဲ့အလယ်မှာလည်းရေးလို့ရသလိုအနောက်မှာလည်းရေးလို့ရမယ် Okay အလယ်မှာရေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က I took my new sweater back to the shop ဆိုပြီးရေးမယ်အကယ်၍အနောက်မှာရေးမယ်ဆိုလို့ရှိရင် I took back my new sweater to the shop ရေးလို့ရပါတယ်အဲ့တော့နောက်တစ်ကြောင်းကြည့်မယ်ဆိုရင်တော့ I've got Rachel's keys ကျွန်တော်စီမှာ Rachel ရဲ့တော့တွေရှိပါတယ် I have to give them back to her ကျွန်တော်ဒီဟာတွေကိုသူမကိုပြန်ပေးရမယ်ကျွန်တော်ဒီဟာတွေကိုသူမကိုပြန်ပေးရမယ်ဆိုတော့ဒီဟာတွေဆိုတာဘာကိုပြောတာလဲဆိုတော့ Rachel ရဲ့တော့တွေအဲ့တော့ဒီဟာတွေကိုဆိုတာကျွန်တော်တို့ကနာမ်စားသုံးထားတာပေါ့နော်တော့တွေရဲ့အစားသုံးထားတယ်ဒီဟာတွေကိုတော့တွေလို့ပြောမယ်စားဒီဟာတွေလို့ပြောတာပေါ့နော်အဲ့တော့နာမ်စားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာပဲရေးရမယ်အဲ့တော့ကြောင့်မလို့ I have to give them back to her ဖြစ်သွားပါမယ်နောက်ဆုံးတစ်ကြောင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ I read ဒါမှမဟုတ်ရှင် I read the letter ကျွန်တော်ကစာကိုဖတ်ခဲ့တယ်ဒါမှမဟုတ်ရှင်စာဖတ်တယ် and then ပြီးတဲ့နောက်မှာတော့ put it back အဲ့ဒါကိုပြန်ထည့်ခဲ့တယ်အဲ့ဒါကိုဆိုတာဘာကိုပြောတာလဲကျွန်တော်တို့ဒီအဲ့ဒါကိုဆိုတာကတော့စာကိုပြောတာဖြစ်ပါတယ် in the envelope စာအိတ်ထဲကိုအဲ့ဒါကိုစာအိတ်ထဲကိုပြန်ထည့်ခဲ့တယ်ဆိုတော့စာအိတ်ထဲကိုအဲ့ဒါကိုထည့်ခဲ့တာဆိုတော့အဲ့ဒါဆိုတာကစာကိုပြောတာဖြစ်တယ်အဲ့တော့စာရဲ့အစားအဲ့ဒါလို့နာမ်စားသုံးထားတာဖြစ်တယ်နာမ်စားဆိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာလိုက်ပါမယ်အဲ့အတွက်ကြောင့်မို့လို့ put it back in the envelope ဖြစ်တာပါ Okay အဲ့တော့ကျွန်တော်တို့ exercise လေးတစ်ချက်လောက်ကြည့်လိုက်အောင် point 1မှာဆိုလို့ရှိရင်เนาะ look at the pictures ပုံတွေကိုကြည့်ပါ what did these people do ဒီလူတွေဘာလုပ်ခဲ့လဲ so number 1မှာသူကတော့မီးကိုဖွင့်လိုက်တယ်ပေါ့နော်ပထမမီးမှိတ်ထားတယ်အခုမီးဖွင့်လိုက်တယ်ဆိုတော့ he turned on the light သူကမီးကိုဖွင့်လိုက်တယ်ဖွင့်ခဲ့တယ် number 2မှာဆိုလို့ရှိရင်เนาะကောင်မလေးကအုတ်ထုတ်ဝတ်ထားတယ်ပြီးတော့အုတ်ထုတ်ကိုချွတ်လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုမေးခွန်းမှာတစ်ချက်သတိထားပါ did နဲ့ပေးထားတယ်ဆိုတော့ကျွန်တော်တို့ verb တွေနဲ့ပဲရေးပြရမယ်အဲ့တော့သူမကအုတ်ထုတ်ကိုချွတ်လိုက်တယ်ဆိုလို့ရှိရင် she ချွတ်တယ်ဆိုလို့ရှိရင် put on ကတော့ with နဲ့ take off ကတော့ချွတ်တယ်ပေါ့နော်အဲ့တော့ she took off the hat ဒါမှမဟုတ်ကျွန်တော်တို့တွေနောက်တနည်းရေးလို့ရတယ် the hat လို့ကျွန်တော်တို့သုံးထားတဲ့အတွက်ကြောင့် noun ကိုတန်းပြီးသုံးထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်တနည်းရေးမယ်ဆိုလို့ရှိရင် she took noun ကိုကျွန်တော်တို့ phrasal verb ရဲ့အလယ်မှာလည်းလိုက်လို့ရတယ်ပေါ့နော် noun ကိုတိုက်ရိုက်ရေးထားဖြစ်တဲ့အတွက်ကြောင့်မလို့ phrasal verb ရဲ့အနောက်မှာပဲဖြစ်အလယ်မှာပဲဖြစ်လိုက်လို့ရတယ်ဆိုတော့ she took the hat off နှစ်မျိုးလုံးရေးလို့ရပါတယ်
Okay အဲ့တော့3 4 5 6ထပ်ပြီးတော့ဖြည့်ကြည့်ပါဦး point 2မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ you can write these sentences in 3 different ways သင်ကဒီစာကြောင်းတွေကိုမတူညီတဲ့နည်းလမ်း3မျိုးနဲ့ရေးလို့ရပါတယ် complete the table ဒီဇယားကိုပြည့်စုံစွာဖြည့်ပေးပါတဲ့ number 1မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ ကျွန်တော်ကတော့ turn on ဖွင့်ခဲ့တယ် the radio ကိုဖွင့်ခဲ့တယ် radio ဆိုပြီးတော့ကျွန်တော်တို့ကနာမ်ကြီးကိုတန်းသုံးထားတယ် noun ကိုတန်းသုံးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်ကိုကျွန်တော်တို့က phrasal verb ရဲ့အနောက်မှာလိုက်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်ဂျားထဲမှာလိုက်လဲရတယ် okay ဂျားထဲမှာလိုက်မယ်ဆိုလို့ရှိရင်ဒီလိုဖြစ်သွားမှာပေါ့ I turn ကျွန်တော်ကဖွင့်ခဲ့တယ် the radio on radio ကိုအတန်ဖွင့်ခဲ့တယ်ပေါ့အဲ့တော့ကြောင့်မလို့ radio က noun ဖြစ်တဲ့အတွက်အလယ်မှာလဲလိုက်လို့ရတယ်အကယ်၍သာကျွန်တော်တို့ကဒီကောင်ကိုနာမ်စားအနေနဲ့သုံးမယ်ဆိုလို့ရှိရင် the radio ကအနည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်သွားမလဲဆိုရင် id8 ဖြစ်သွားပါမယ် okay နာမ်စားဖြစ်ပြီဆိုတဲ့ဟိုကနာမ်စားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာပဲလိုက်လို့ရတဲ့အတွက်ကြောင့် I turn it on ဖြစ်သွားပါတယ် number 2ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ he put on his jacket he put on သူကဝတ်ဆင်တယ် his jacket သူ့ရဲ့ jacket ကိုဝတ်ဆင်ခဲ့တယ် okay jacket ကကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင် noun ပေါ့နာမ်ကြီးဖြစ်နေတယ်အဲ့တော့နာမ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က phrasal verb ရဲ့အလယ်မှာလဲလိုက်လို့ရတယ်အနောက်မှာပဲဖြစ်ဖြစ်အလယ်မှာပဲဖြစ်ရေးလို့ရတယ်ဆိုတော့အလယ်မှာရေးမယ်ဆိုလို့ရှိရင် he put his jacket on ဖြစ်ပါမယ် okay အဲ့ဒါကိုမှကျွန်တော်တို့ကနာမ်စားသုံးမယ်သူ့ရဲ့ jacket ဆိုတဲ့အရာကိုနာမ်စားသုံးမယ်သူ့ရဲ့ jacket ကအနည်းလား subject အနည်းလားအများလားဆိုရင်အနည်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ id8 နဲ့သုံးလိုက်ရုံပါပဲ okay id8 နဲ့ပြောထိုအရာလို့ပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ကနာမ်စားဖြစ်တဲ့အတွက်ကြောင့်မလို့ phrasal verb ရဲ့အလယ်မှာပဲလိုက်ကြမယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုရင် he put it on ဖြစ်သွားပါမယ် full stop ပေါ့အဲ့တော့3 4 5 6ထပ်ပြီးတော့ဖြည့်ကြည့်ပါဦး point 3မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်เนาะ complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ use သုံးပေးပါ these verb ဒီစကားလုံးဒီကရိယာတွေကိုသုံးပေးပါ with it or them id8 လား them လားသုံးပေးရမယ်အဲ့တော့ it နဲ့ them နဲ့ဘာလဲဆိုလို့ရှိရင် it ကတော့ထိုအရာသည် them ထိုအရာများသည်ပေါ့ဒါမှမဟုတ်ရှင်ထိုအရာများကို so အဲ့တော့တစ်ချက်ကြည့်ကြည့်အောင် bring back ပြန်ယူသည်ပြန်လည်ယူဆောင်လာသည် pick up ကောက်ယူလိုက်သည် switch off ပိတ်သည် take back ပြန်လည်ယူဆောင်သွားသည် okay အဲ့တော့တစ်ချက်ကြည့်ကြည့်အောင် number 1 I wanted to watch something on TV ကျွန်တော်ကတော့ TV မှာတစ်ခုခုကြည့်ချင်ခဲ့တယ်ဒါကြောင့်မို့လို့ so I turned it on ကျွန်တော်အဲ့ဒါကိုဖွင့်ခဲ့တယ်ဒီမှာတော့ကျွန်တော်တို့ကနာမ်စားရည်နဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့နာမ်စားဖြစ်တဲ့အတွက် phrasal verb ရဲ့အလယ်မှာပဲလိုက်ပါမယ်နောက်တစ်ခုကြည့်မယ်ဆိုရင် my new lamp doesn't work ကျွန်တော်ရဲ့မီးအိမ်အသစ်ကအလုံးမလုပ်ဘူးမကောင်းတော့ဘူးတဲ့ I am going to ကျွန်တော်ကတော့အဲ့ဒါကို going to လိမ့်မယ်တဲ့ to the shop ဆိုင်ကိုပြန်ယူသွားမယ်ဆိုတော့ I am going to bring new lamp ဆိုတဲ့အတွက်ကြောင့်မလို့ lamp ကကျွန်တော်တို့အနည်းလားအများလားဆိုရင်အနည်းဆိုတော့ကျွန်တော်တို့ဘာနဲ့သုံးမလဲဆိုတော့ it နဲ့ပဲသုံးပါပါ I am going to bring it back to the shop နာမ်စားဖြစ်တဲ့အတွက်ကြောင့်မလို့ phrasal verb ရဲ့အလယ်မှာလိုက်ကြမယ် okay အဲ့တော့3 4 5ကိုလည်းထပ်ပြီးတော့ဖြည့်ကြည့်ပါအောင် point 4မှာဆိုလို့ရှိရင်เนาะ before you do this exercise ဒီ exercise ကိုမလုပ်ခင်မှာတော့ study the verb in appendix 7 so နောက်ဆက်တွဲခုနှစ်ကကရိယာတွေကိုလေ့လာပါတဲ့ complete the sentences စာကြောင်းတွေကိုပြည့်စုံစွာဖြည့်ပါ use a verb from the box ဒီ box ထဲကကရိယာတွေကိုသုံးပါ sometimes တခါတလေမှာတော့ you will also need to use it them me တခါတလေမှာတော့သင်ကဒီ it they them နေ me တွေကိုလည်းသုံးဖို့လိုအပ်ပါလိမ့်မယ်တဲ့ so အဲ့တော့တစ်ချက်ကြည့်ကြအောင် fill in ဖြည့်မယ် give up အရှုံးပေးမယ် knock down လဲကျသွားမယ် knock over မှောက်ကျသွားမယ် look up မော့ကြည့်မယ် put out ထုတ်မယ် show around ပြသမယ်နော်ပတ်လဲပြသမယ် throw away လှုပ်ပစ်မယ် turn down မှောက်လိုက်မယ်လဲချလိုက်မယ် try on စမ်းကြည့်မယ်ဝတ်ကြည့်မယ်အဲ့တော့ number 1မှာဆိုလို့ရှိရင် they
knock သူတို့က knock လုပ်လိုက်တယ်ထိုးချလိုက်တယ် a lot of houses အိမ်အများကြီးကို down ပေါ့နော်ထိုးချလှဲချလိုက်တယ် when they built the new road သူတို့လမ်းအသစ်ဆောက်မယ်ဆိုလို့ရှိရင်သူတို့အိမ်အများကြီးကိုလှဲချလိုက်တယ်ဖြိုချလိုက်တယ်လို့ပြောမှာပေါ့နော် Number 2 မှာဆိုလို့ရှိရင်နော် that music is very loud ဒီသချင်းကတော့အရန်ကိုကျယ်တယ် can you turn it down တင်တစ်ချက်လောက်အဲ့ဒါကို turn down ဆိုလို့ရှိရင် short လိုက်တာမျိုးအတန်တိုးလိုက်ပြောအဲ့လိုပြောတာနော် can you turn it down တစ်ချက်လောက်အတန်လေးတိုးပြီးလို့ရမလား Number 3 မှာဆိုလို့ရှိရင်နော် I a glass and broke it ကျွန်တော်ကတော့ glass ဖန်ခွက်ကိုဘာဖြစ်သွားမလဲဆိုလို့ရှိရင်တိုက်မိသွားမယ်ပြီးတော့ and broke it ကျွန်တော်ခွဲမိသွားတယ်ဆိုတော့ကျွန်တော်တို့တိုက်မိတယ်ဆိုလို့ရှိရင်ဘာကိုသုံးမလဲဆိုလို့ရှိရင် knock over ကိုသုံးမယ်ဆိုဥပမာဖြင့် fail ရင်ဖြည့်တယ် give back အရှုံးပေးတယ် look up ပေါ်ကြည့်တယ် put up ကထုတ်တယ် show around ပြမယ် throw away ကလွှတ်ပစ်လိုက်တယ် try on with မယ်ဆိုတော့တေချာ knock over ပဲရှိမယ်ဆိုတော့ knock over ကိုသုံးမယ် okay ဒီမှာမှသတိထားရမှာကကျွန်တော်တို့က tense ကိုသတိထားရမယ်ဒီမှာဆိုလို့ရှိရင် broke it ချိုးဖြတ်ခဲ့တယ်နော်ပျက်စီးခဲ့တယ်ခွဲခဲ့တယ်ဆိုတော့ကျွန်တော်တို့ဒီမှာလည်းအရှိမအနောက်မှာ verb ဖြစ်နေတဲ့အတွက်အရှိမလည်း verb သုံးမယ်ဆိုတော့ knock က ed ဖြစ်ပါမယ် knock ed knock over a glass and broke it ဖြစ်ပါမယ် okay အဲ့တော့နောက်တစ်ခုဆိုလို့ရှိရင် number 4 ထိကြည့်လိုက်မယ်ဆိုရင်နော် what does this word mean ဒီစကားလုံးကဘာကိုဆိုလိုတာလဲအဲ့တော့ why don't you သင်ဘာဖြစ်လို့ဆိုပြီးတော့ပြောမယ်သင်ဘာဖြစ်လို့အဲ့ဒါကိုမရှာတာလဲမရှာတာလဲဆိုလို့ရှိရင်တစ်ချက်ကြည့်ကြည့်အောင် feeling ငါဖြည့်တယ် give up အရှုံးပေးတယ် knock over သုံးပြီးသွားပြီ look up ရှာသည်မော့ကြည့်သည်ရှာသည်လို့ပြောမယ် put out ထုတ်သည် show around ပတ်လည်ပြသမယ် throw away လွှတ်ပစ်မယ် try on ဆိုတော့ဝတ်ဆင်ကြည့်မယ်စမ်းကြည့်မယ် so okay အဲ့တော့ကျွန်တော်တို့ ਨੇ အဆင်ပြေတာ look up ပဲရှိမယ်အဲ့တော့ why don't you look up လို့ရေးလိုက်ပြီဒါပေမဲ့ကျွန်တော်တို့ကဒီစကားလုံးကိုဆိုတော့ဒီစကားလုံးဆိုတဲ့ကျွန်တော်တို့နှံကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်မှတော့ရမယ်အဲ့ဒီတော့သင်အဲ့ဒါကိုလို့ပြောမှာပေါ့အဲ့ဒါကိုဆိုတော့ကျွန်တော်တို့ဘာလို့မလဲနံစားအနေနဲ့နံစားဆိုလို့ရှိရင်တေချာကျွန်တော်တို့ phrasal verb တွေရဲ့အလယ်မှာပဲထည့်ရမယ်အဲ့တော့ဒီအလယ်မှာတစ်ခုခုဝင်ရတော့မယ် this was ဆိုတဲ့ဒီစကားလုံးဆိုတာ subject အနည်းလားအများလားဆိုတော့အနည်းဆိုတော့ကျွန်တော်တို့နံစားကို id8 နဲ့သုံးမယ်ဆိုတော့ why don't you look it up အဲ့တော့ကျွန်တော်လေးတွေဖြည့်ကြည့်ပါဒီ unit ကနေပြီးတော့လည်းတစ်ခုခုအကျိုးရှိတာလေးလေ့လာနိုင်ပြီလို့မျှော်လင့်ပါတယ် so have a nice day and yeah bye bye